အစမ်းဆိုတဲ့တောနယ်ကြီးတစ်ခုထဲမှာတရိတ်ဆန်မျိုးစုံနေထိုင်ကြပါတယ်။ဒီတောထဲမှာပဲတစ်ကလအုပ်တစ်ကောင်လေးနေထိုင်ပါတယ်။ဒီတစ်ကလအုပ်ရဲ့အယောင်ကတော့နွားနို့လိုပဲအဖြူရောင်ဖြစ်ခဲ့ပါတယ်။အသားအဖြူရောင်ရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီတစ်ကလအုပ်ကတော့တခြားတစ်ကလအုပ်တွေထက်ပိုပြီးတော့မှမာနကြီးပြီးသူကိုယ်သူပဲအရန်လာတယ်လို့ထင်နေခဲ့ပါတယ်။အရန်မာနကြီးပြီးတော့မှဘယ်တရိတ်ဆန်နဲ့မှစကားကောင်းကောင်းမပြောခဲ့ပါဘူး။တခြားတစ်ကလအုပ်ကသူ့ကိုစကားလာပြောပြီးဆိုလို့ရှိရင်တော့သူကပြောတယ်ငါမင်းတို့ကိုဘယ်နှခါပြောရမလဲမင်းတို့နဲ့ငါတို့နဲ့ဘာမှမပတ်သက်ဘူးငါကအဖြူရောင်ရှိရဲ့လာပါတဲ့တစ်ကလအုပ်မင်းတို့ကအရင်ရုပ်ဆိုးတဲ့တစ်ကလအုပ်သွားငါရှိမှလာရက်မနေနဲ့ဟာအကိုကလည်းအသားဖြူရောင်ရှိတော့အကိုရဲ့တဘာဝတရားတွေကပြောင်းလဲမှာမဟုတ်တာဘလွဲဖြစ်ဖြစ်အကိုကတစ်ကအုပ်ပဲလေလာအကိုကျွန်တော်နဲ့လိုက်ခဲ့မြေကမ်းဘေးမှာအသီးတွေသွားခူးစားရအောင်ကြည့်ရတာမင်းကငါပြောတာကိုသွားမှာမဟုတ်ဘူးရော့အမရော့အဖြူရောင်ရှိတဲ့တစ်ကလအုပ်ကဆိုလို့ရှိရင်တော့တခြားတယောက်ကိုခြေထောက်နဲ့ကန်ပြီးတော့မှအရိကနေမောင်းထုတ်လိုက်ပါတယ်အဖြူရောင်ရှိတဲ့တစ်ကလအုပ်ကတော့ညအချိန်မှလေတခြားသူတွေနဲ့အတူတူမနေထိုင်ခဲ့ပါဘူးသူတို့နဲ့ဝေဝေးနေရသွားပြီးတော့မှပဲအိတ်ခဲ့ပါတယ်ဒီတောထဲမှာပဲသမင်တကောင်လေးနေထိုင်ပါတယ်အဲ့ဒီသမင်ရဲ့ခန္ဓာကိုယ်ကနေနေပြီးတော့မှအနံ့တစ်မျိုးရခဲ့တယ်။အဲ့ဒီအနံ့ကစပယ်ပန်းလိုပဲအရန်ကိုမွေးပါတယ်။ဒါကြောင့်မလို့တောထဲမှာရှိတဲ့တရိษံတွေကသူ့ကိုသမင်စပယ်လို့ဆိုပြီးတော့မှခေါ်ကြတယ်။ဒီသမင်ကတော့အရန်တော်တဲ့သမင်ပဲဖြစ်တယ်။ပြီးတဲ့အချိန်မှာကြားထက်တောင်ဟာပိုးပြီးလေမြန်အောင်ပေးနိုင်ပါတယ်။တရက်မှာတော့နေ့လယ်အချိန်မှာတစ်ကလအုပ်ကအနားယူဖို့ဆိုပြီးတော့မှအပင်တပင်ရောက်မှထိုင်ခဲ့ပါတယ်။ပြီးတော့ဗဇက်ကနေဝါနေခဲ့တယ်။ဒီလိုမျိုးဘာမှမရှိပဲဝါတဲ့အတွက်ကြောင့်မလို့ပါဇက်မှာအနာတွေဖြစ်သွားခဲ့တယ်။အဲ့လိုအနာတရားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပါဇက်ကနေအမြုပ်တွေထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျွတ်တကောင်ကရောက်လာခဲ့တယ်။တကလောရဲ့ပါဇက်မှာအမြုပ်တွေတွေ့ပြီးတော့မှရှိခဲ့ပါတယ်။ကျွတ်ကသူ့အပေါ်ကိုရှိနေတာကိုကြည့်ပြီးတော့မှတကလောကစိတ်တိုပြီးတော့မှပြောပါတယ်။ဟဲ့ကောင်ကျွတ်မင်းကငါ့ကိုကြည့်ပြီးဘာကိစ္စရှိနေရတော့သွားဒီကနေသွားလိုက်မဟုတ်လို့ရှိရင်မင်းရဲ့သွားတွေအားလုံးကိုချိုးပြစ်မယ်အကူကလည်းနေ့လယ်အချိန်မှာဘာလို့ကိုကလေးသွားတိုက်စီနဲ့သွားတိုက်နေတာတော့ပါဇက်ထဲကနေအမြုပ်တွေလည်းထွက်နေတာအဲ့ဒါကိုကြည့်ပြီးကျွန်တော်ကရင်းနေတာပါမင်းရဲ့အတန်ကိုငါမကြားရဘူးငါနားလာပြီးပြောစမ်းဘာပြောနေရတော့အဲ့လိုနဲ့ပဲကလောကတော့ခေါင်းကိုအောက်ကိုချပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာကြွက်ကတဖြည်းဖြည်းသူ့ရဲ့ပါဇက်နာလာတဲ့ခါမှာတော့တစ်ကလောကကြွက်ကိုပါဇက်နဲ့ကိုက်ပြီးတော့မှအဝေးကြီးတနေရာကိုပြစ်လိုက်ပါတယ်ပြီးတော့အကျဲကြီးရှည်ပြီးပြောတယ်ပထမကတော့မင်းကငါ့အပေါ်ရှိခဲ့တယ်မလားအခုတော့ငါကမင်းပေါ်ကိုရှိနေပြီအဲ့တော့မင်းနဲ့ငါနဲ့ကလစားကြီးကတန်းတူဖြစ်သွားပြီကျွတ်ကတော့ဒါကိုကြည့်ပြီးတော့မှအယမ်းစိတ်တုန်ခဲ့ပါတယ်ဟဲ့မာနကြီးနဲ့တစ်ကလအုပ်မင်းကငါအပြစ်ပေးကိုပေးမယ်တနေ့ကြလို့ရှိရင်ငါအကြောင်းကောင်းကောင်းပြမယ်ကျွတ်ကတော့အဲ့ဒီနေရာကနေသွားပြီးတော့မှစပယ်သမင်ရှိသွားခဲ့တယ်ပြီးတော့ဒီအကြောင်းအရာတွေအားလုံးကိုပြောပြလိုက်တယ်အကိုကြီးကြည့်ပါဦးအဲ့ဒီတစ်ကလအုပ်အဖြူရောင်ကတအားဆိုးတယ်ဘသူနဲ့မှကောင်းကောင်းမွန်စကားမပြောဘူးအားလုံးကိုအနိုင်ကျင့်တယ်အကိုသူ့ရဲ့မာနကိုချိုးပြစ်လိုက်ပါလားဘာဖြစ်လို့တော့ဘာဖြစ်တာတော့သူကလည်းနင့်ကိုအနိုင်ကျင့်ခဲ့လို့လားဟုတ်တယ်အကိုဒီနေ့လဲသူကျွန်တော်ကိုတအားအနိုင်ကျင့်ခဲ့တယ်အဲ့ဒီနောက်မှာတော့ကျွက်ကသမင်ကိုအကြောင်းအရာတွေအားလုံးတည်တည်ချားလေးပြောပြလိုက်တယ်ကျွန်တော်ကတော့အကိုအပေါ်ကိုယုံကြည်မှုအပြည့်အဝရှိတယ်အကိုပဲသူ့ရဲ့မာနကိုချိုးဖောက်အောင်လုပ်နိုင်မှာဟုတ်ပါပြီကြွက်ရင်ငါစဉ်းစားမယ်ဘလို့လုပ်ပြီးသူ့ရဲ့မာနတွေကိုချိုးဖောက်အောင်လုပ်လို့ရလဲဆိုတာငါတေချာလေးစဉ်းစားမယ်အဲ့လိုနဲ့ပဲရဲ့အနေငယ်အကြမှာတော့မျက်နှာဘေးမှာတက်ကလောအဖြူရောင်ကရေတောက်နေတဲ့ခါမှာတော့တမင်ကလာပြီးတော့မှတက်ကလောအဖြူနဲ့ဒန်းတူရက်ပြီးတော့မှရေတောက်ခဲ့ပါတယ်တက်ကလောကတော့သူနဲ့အတူရက်ပြီးရေတောက်နေတာကိုကြည့်ပြီးတော့မှအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်ပြီးတော့သူ့ကိုပြောတယ်ဟဲ့ကောင်မင်းကငါနဲ့ဒန်းတူရက်ပြီးရေတောက်ဖို့ဘယ်ကနေတတိရှိသွားတာတော့ဘာလို့လဲနေကဘရင်ရဲ့စစ်စီတော်မလို့လားနေဘေးမှာရက်ပြီးတော့ငါတို့ရေတောက်လို့မရဘူးလားဟဲ့ကောင်မင်းငါနဲ့အငင်းပွားချင်နေရလားငါကရိုးရိုးတာမန်တစ်ကလောက်မဟုတ်ဘူးနော်ငါကအဖြူရောင်တစ်ကလောက်အုပ်ကြားလားဒါကြောင့်မလို့ငါကအားလုံးနဲ့မတူဘူးထူးဆန်းနေအကိုကအသားဖြူလို့တခြားသူတွေနဲ့မတူဘူးထူးဆန်းတယ်လို့ထင်နေရလားဒါဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကလေစပယ်ပန်းအနံ့နေထွက်တယ်လေဒါဆိုရင်ကျွန်တော်ကလည်းထူးဆန်းတဲ့သမီးတကောင်ပဲ
ဟုတ်လားဒါဆိုလို့ရှိရင်မင်းငါမေးတဲ့အဖြေကိုဖြေငါက6လတိုင်တိုင်ရေမတောက်ဖ ೇನೆ အသက်ရှင်နေနိုင်တယ်မင်းကရောအဲ့လိုလုပ်နိုင်လားကျွန်တော်က10ပေအမြင့်ထိခုံနိုင်တယ်ခမရခုံနိုင်လို့လားငါကအမြင့်ကြီးမှရှိတဲ့အသေးတွေကိုခူးစားနိုင်တယ်မင်းရောခူးစားနိုင်လို့လားကျွန်တော်ကကျစ်တဲ့နဲ့အပြေးပြိုင်တဲ့အခါမှာသူ့ကိုရှုံးအောင်လုပ်လို့ရတယ်ခမရရောလုပ်နိုင်လို့လားနှစ်ယောက်လုံးကသူတို့တာတဲ့နေရာတွေကိုပြောနေကြပါတယ်ဒါပေမဲ့လေသူတို့ပြိုင်ရင်းနေတာကအဆုံးသတ်မရှိခဲ့ပါဘူးနှစ်ယောက်စလုံးကသူ့တက်ကိုတာချင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်သမီးကပြောတယ်အကိုကြီးအခုတက်ကျွန်တော်ကပို့ပြီးတော့တာတယ်ဒါကြောင့်မလို့အကိုနဲ့အတူရက်ပြီးတော့မှကျွန်တော်ကရေတောက်တိုင်းတာလေဟိတ်ကောင်မင်းမစက်ပိတ်တာမင်းကငါနဲ့တူတောင်းမတူလားမရှင်နဲ့အကိုကြီးအကိုကတအားကိုမာနကြီးနေတယ်ဒါကြောင့်မလို့ဒီလိုလုပ်ကြရအောင်ဘယင်ကြီးရှိသွားပြီးတော့မှဘသူကပိုးသားလဲဆိုတာမေးရအောင်လေဟုတ်ပြီဒါဆိုလို့ရှင်တောဘယင်ဖြစ်တဲ့ချင်းသိရှိသွားပြီးတော့မှမေးကြရအောင်အဲ့လိုနဲ့ပဲသမင်နဲ့တစ်ကလန်အုပ်ကတော့ဘယင်ကြီးချင်းသိရှိကိုသွားကြပါတယ်တွိုင်းနဲ့နည်းနည်းကြာမှတော့ချင်းသိကူရဲ့အရှိနာကိုရောက်သွားခဲ့တယ်ချင်းသိကြီးကတော့သူတို့နှစ်ယောက်ကိုတွေ့ပြီးတော့မှပြောပါတယ်ဘာဖြစ်တာတော့မင်းတို့နှစ်ယောက်ကငါရှိကိုဘာကိစ္စလာတာတော့ဘယင်ကြီးရှိကနေဆုံးဖြတ်ချက်တစ်ခုကိုရချင်လို့ပါဘလို့ဆုံးဖြတ်ချက်ကိုရချင်တာတော့နှစ်ယောက်လုံးကသူတို့တာတဲ့အရာတွေကိုပြောပြပြီးတော့မှတယောက်တည်းတယောက်ပို့ပြီးတာရဲဆိုပြီးတော့မှပြောနေကြပါတယ်အဲ့ဒီချိန်မှာတော့ချင်းသေးကပြောတယ်မင်းတို့ဒီလိုလုပ်နေလို့ရှိရင်တော့ဘသူကပို့တာလဲဆိုတာသိနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ညီတို့နှစ်ယောက်ကိုပြိုင်ပွဲတစ်ခုပြိုင်ခိုင်းမယ်အဲ့ဒီပြိုင်ပွဲမှာနိုင်တဲ့သူကိုပဲဒီတောထဲမှာအလုပ်တဲ့တာရဲဆိုပြီးတော့မှပဲတတ်မှတ်ခြင်းခံရမှာပြောပါဘယင်ကြီးကျွန်တော်တို့ဘာလုပ်ရမလဲမင်းတို့နေကောင်ကမြစ်တပတ်ကန်ကိုတွားပြီးတော့မှအဲ့ဒီမှာရှိရဲ့နန်းတဖြူအရွက်ကိုခူပြီးငါရှိယူလာပေးရမယ်နှစ်ယောက်လုံးတည်းကဘသူကငါရှိအရင်ရောက်မလဲအရင်ရောက်တဲ့သူကပဲအနိုင်ရရှိမှာဖြစ်တယ်တမင်နဲ့တစ်ကလောက်ကနှစ်ယောက်လုံးကတော့မြစ်ကမ်းနားကိုရောက်ရှိခဲ့တယ်တမင်ကအပြေးတန်တဲ့အတွက်ကြောင့်မလို့တစ်ကလောက်ထက်အရင်မြစ်ကမ်းနားကိုရောက်သွားခဲ့တယ်အဲ့လိုနဲ့ပဲဟိုဘက်ကန်းကိုကြော်ဖို့အတွက်ရေထဲကိုဆင်းပြီးရှောက်တဲ့ခါမှာတော့အောက်ကနေမိချောင်းကလာပြီးတော့မှသူ့ကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲတမင်ကပြန်ပြီးနောက်ကိုဆုပ်ပြီးထွက်ပြေးလာတယ်အဲ့ဒီအချိန်မှာတစ်ကလောက်ကလည်းရှောက်လာခဲ့တယ်ပြီးတော့မျက်နှာဘေးနားမှာရက်နေတဲ့တမင်ကိုမြင်ပြီးတော့မှပြောပါတယ်ဘာဖြစ်တာတော့တမင်မင်းကဟိုဘက်ကန်းကိုမကူသေးဘူးလားအကိုကြီးအဲ့ဒီမြစ်ထဲမှာလေမိချောင်းကြီးကြီးတစ်ခုရှိတယ်အကယ်လို့မြစ်ထဲမှာဆင်းပြီးဆိုရင်သူကကျွန်တော်တို့ကိုမြစ်ထဲကိုဆွဲပြီးခေါ်သွားလိုက်မယ်ပြီးတော့စားပစ်လိုက်လိမ့်မယ်ဒီမြစ်ထဲမှာဘယ်မိချောင်းမှမရှိဘူးငါကတော့တွေးကုန်မတွေးဘူးမင်းကငါ့ကိုဟိုဘက်ကန်းကိုမသွားစေချင်တာမလားအဲ့ဒါကြောင့်မလို့မိချောင်းရှိတယ်ဆိုပြီးငါ့ကိုချပြီးဒီမှာရက်ခိုင်းစေချင်နေတာအဲ့လိုမဟုတ်ပါဘူးအကိုရဲ့ကျွန်တော်ကလိန်ပြောနေတာမဟုတ်ဘူးမြစ်ထဲမှာတကယ်ကိုမိချောင်းရှိတယ်ဟဲ့ကောင်မင်းပစက်ပိတ်တာငါကတော့အိပ်ဘက်ကန်းကိုသွားမှာဒီလိုပြောပြီးတော့မှတစ်ကလောက်ကတော့ရေထဲကိုဆင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိချောင်းကရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာမိချောင်းကခြေထောက်ကိုဆွဲပြီးရေထဲမှာချဖို့အတွက်ပြုတ်လုပ်ပါတယ်တစ်ကလောက်ကတော့အကူကြီးလမ်းတောင်းနေခဲ့ပါတယ်ကဲကြပါဦးမိချောင်းကနေကဲကြအောင်သမီးကိုကျွန်တော်ကိုကဲပါဦးတခုခုလုပ်ပေးပါဦးသမင်ကတော့တစ်ကလောက်ကိုကယ်ဖို့အတွက်နီးလဲတစ်ခုကိုစဉ်းစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအပိမမထိုင်နေတဲ့မြောက်တိုက်ကိုတွေ့ခဲ့တယ်။သမင်ကတော့မြောက်တီရှိကိုသွားပြီးတော့မှသူတို့ရှိကနေအကူကြီးတောင်းခဲ့ပါတယ်။အကူတို့ကျွန်တော်ရဲ့မိတ်ဆွေဖြစ်တဲ့တစ်ကလောက်အုပ်ကရေထဲမှာအခက်ခဲရောက်နေတယ်။သူ့ကိုမိချောင်းကဆွဲထားတယ်။အဲ့တော့ခင်ဗျားတို့တခုခုကူညီပေးပါအောင်။အမလီအဲ့ဒီတစ်ကလောက်အဖြူလား။သူကအယမ်းမာနကြီးတယ်။အဲ့လိုကောင်မျိုးကိုဘယ်လိုကယ်ပေးရမှာတော့အဲ့လောက်ဆိုတဲ့ကောင်ကိုငါတို့ကဘာကိစ္စကူညီပေးရမှာတော့အဲ့လိုမပြောပါနဲ့အကိုကြီးသူကဒုက္ခရောက်နေတာလေအဲ့တော့သူ့ကိုကူညီပေးရမှာပဲမြောက်ကတော့တမင်ဆုံးမတဲ့အတွက်ကြောင့်မလို့တစ်ကလောက်အဖြူကိုကူညီပေးဖို့အတွက်အဆင်သင့်ဖြစ်သွားခဲ့ပါတယ်မြောက်တရားလုံးကတော့ခေလုံးကင်ပြီးတော့မှတမင်ဖြူကိုကယ်ဖို့အတွက်မြစ်ကိုရောက်လာခဲ့ပါတယ်ပြီးတော့မိချောင်းကိုဂဲလုံးနဲ့ပစ်ပါတယ်ဂဲလုံးနေထိပြီးနားတဲ့အတွက်ကြောင့်မလို့မိချောင်းကတော့တစ်ကလအုပ်ရဲ့ခြေထောက်ကိုလွတ်ပြီးတော့မှရေထဲမှာပဲဝင်သွားခဲ့ပါတယ်ပြီးတော့တစ်ကလအုပ်ကလည်းအဲ့ဒီမြစ်ထဲကနေအပြင်ကိုထွက်လာခဲ့တယ်တမင်ကပြောတယ်အကိုကြီးတွေးရမလားအခုအကိုရဲ့အသက်ကိုဒီမြောက်ကလေးတွေကကယ်ပေးခဲ့တယ်အကိုကတော့
အသားဖြူလို့တခြားသူတွေကိုနှိမ့်ကြရဲဆိုပြီးတော့မှထင်နေမလားအေးဟုတ်တယ်ကွာညီလေးအခုတော့ငါ့ရဲ့အမားကိုငါသိပြီငါအယမ်းမားတယ်ငါကတော့အသားဖြူလို့ဆိုပြီးတော့မှတခြားသူတွေကိုငါချက်ကနှိမ့်နေလို့ထင်နေတာနေ့ကနေစပြီးဒီလိုမှဘယ်တော့မှမလုပ်တော့ပါဘူးတိရစ္ဆာန်တွေအားလုံးကိုကောင်းကောင်းမွန်ပဲဆက်ဆံတော့ပါမယ်အဲ့ဒီကနေစပြီးတော့မှတစ်ကလက်အုပ်ကတော့အားလုံးကိုသူနဲ့ဒန်းတူလို့ထင်ပြီးတော့မှဆက်ဆံပြီးပျော်ရွှင်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ